မင်္ဂလာပါခင်ဗျာပစွန်ချင်းကြိုက်ပေမဲ့အိမ်မှာလှုပ်ရင်ပုတ်သွားမှာဒါမှမဟုတ်ရင်အရသာမမှန်မှာစိုးရိမ်နေပါသလားတကယ်တော့ပစွန်ချင်းတက်ရတာစနစ်ကြဖို့ပဲလိုပါတယ်ဒီနေ့မှာတော့မြန်မာတွေရဲ့အကြိုက်ဆုံးပစွန်ချင်းကိုလုံးဝမပုတ်ပဲအရသာနဲ့ပြည့်စုံအောင်အိမ်မှာပဲဘယ်လိုတိတိကျကျသိမ့်မလဲဆိုတဲ့လှဝက်ချက်ကိုအသေးစိတ်လေးကျွန်တော်ဝေမျှပေးသွားမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးခင်ဗျာကဲပစွန်ချင်းကိုစားသိပ်ပါမယ်အရေးကြီးတာတစ်ချက်သတိပေးချင်ပါတယ်ဗီဒီယိုကိုကြော်ခွပြီးတော့လုံးဝမကြည့်ပါနဲ့ဘာကြောင့်လဲဆိုတော့ဗီဒီယိုရဲ့တစ်စစ်ချင်းစီမှာအရေးကြီးတဲ့ချက်တွေပါဝင်နေလို့ပါမိတ်ဆွေကကြော်ခွပြီးတော့ကြည့်သွားမယ်ပစွန်တွေကပုတ်သွားမယ်ဆိုရင်နှမျောဖို့လည်းကောင်းပါတယ်ခင်ဗျာဒါကြောင့်မို့ပစွန်ချင်းကိုမပုတ်ရလေအောင်စနစ်ကြဘယ်လိုတိတ်လဲဆိုတာကိုအသေးစိတ်လေးကြည့်ပေးပါအောင်ခင်ဗျာအရင်ဥဆုံးပစွန်ချင်းကိုတိတ်တော့မယ်ဆိုရင်အရေးကြီးတာကပစွန်ကိုတက်ဆင်းအောင်ဆေးရမှာဖြစ်ပါတယ်ရေနိုင်လေးနဲ့3-5 ခါလောက်ဆေးလိုက်ပါခင်ဗျာပစွန်တွေစင်ကြယ်သွားပြီးဆိုရင်ရေ6အောင်လေးအနှဲငယ်စစ်ထားရမှာဖြစ်ပါတယ်ပစွန်တွေ6သွားပြီးဆိုရင်စပြီးတော့တိတ်ပါမယ်အရေးကြီးတာတစ်ချက်ထပ်ပြောပါမယ်ထမင်းထည့်တဲ့နေရာမှာထမင်းချမ်းဆိုရင်ပို့ပြီးတော့ကောင်းတယ်ထမင်းချမ်းမရှိရင်လည်းထမင်းပူလည်းရပါတယ်ထမင်းပူဆိုပေမဲ့လုံးဝပူနေတဲ့ဟာမရပါဘူးခင်ဗျာအေးခံပြီးတော့အေးဆက်သွားမှပဲတိတ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ချက်ကထမင်းကိုမာနေအောင်ချက်ထားရင်ပိုကောင်းပါတယ်ခင်ဗျာစားလေးနှဲငယ်ထည့်ပြီးတော့ပစွန်ကိုနှံ့အောင်လေးနေပါမယ်မိတ်ဆွေကအငံကြိုက်တယ်ဆိုရင်စားကိုပို့ထည့်ပါအပေါ်ကြိုက်တယ်ဆိုရင်စားနှဲငယ်လောက်ပဲထည့်ပါစားနဲ့ပစွန်နဲ့နေပွားပြီးဆိုရင်ထမင်းကိုထပ်ထည့်ပြီးတော့နှံ့အောင်ထပ်နေရမှာဖြစ်ပါတယ်ထမင်းပေါ်မှာစားနှဲငယ်ဖြူပြီးတော့ထပ်နေပေးရမှာဖြစ်ပါတယ်ကဲအားလုံးနှံ့သွားပြီဆိုရင်တော့ဘူးထဲမှာစားသိပ်ပါမယ်ကဲခက်သလားလွယ်သလားကွန်မန့်မှာမှတ်လာခဲ့ပါမခက်ဘူးနော်ကဲဘူးပြေးသွားပြီဆိုရင်ကျွန်တော်တို့ဖက်တွေထပ်သိပ်ရမှာဖြစ်ပါတယ်အပေါ်မှာဖက်လေးကိုတိတ်တဲ့နေရာမှာကလည်းလျှို့ဝှက်ချက်ရှိပါတယ်ဖက်တိတ်တဲ့နေရာမှာကြက်ကြက်လေးတိတ်ပေးရမှာဖြစ်ပါတယ်အဲ့နေရာမှာလေတွေခိုနေမယ်ဆိုရင်ပုတ်သွားတတ်ပါတယ်ဒါကြောင့်မပုတ်ရလေအောင်ကြက်ကြက်လေးတိတ်ပေးပါမင်္ဂလေးအားနဲ့မနိုင်ရင်ရုပ်ကြအားနဲ့ဖိပြီးတော့တိတ်ပေးပါဖက်တွေတိတ်လိုက်တာကြက်သွားပြီဆိုရင်အဖုံးဖုံးလို့ရပါပြီခင်ဗျာကဲပစွန်ကျင်တော့တိတ်လို့ပြီးသွားပါပြီခက်တယ်လို့ပြောကြတယ်နော်ဘယ်မှာခက်တာလဲအခုကျွန်တော်ရှင်းပြတော့လေအလွယ်လေးမဟုတ်လားကဲအရေးကြီးတဲ့ချက်တွေကြံပါသေးတယ်ကဲတူတူကြည့်ရအောင်ဘူးကိုဒီအတိုင်းလေးပဲတရက်တိတိထားရမှာဖြစ်ပါတယ်24နာရီတိတိထားပေးပါခင်ဗျာ24နာရီပြည့်သွားပြီဆိုရင်တော့လျှို့ဝှက်ချက်တွေလာပါပြီအခုမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဘူးဖုံးလေးကိုဖွင့်ပြီးတော့စလုံးထဲမှာရေနှဲငယ်ထည့်ပါရေနှဲငယ်ထည့်ပြီးတော့ဟောဒီငချင်ဘူးလေးကိုမှောက်ရက်ထားပေးရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ငချင်ထဲမှာရှိနေတဲ့အရေတွေကိုဆုပ်ယူဆုပ်ထုတ်မှာဖြစ်ပါတယ်ရေကိုတော့မကြာခဏလဲပေးရမှာဖြစ်ပါတယ်အခုလိုမျိုးနေထားနဲ့3ရက်တိတိထားရမှာဖြစ်ပါတယ်3ရက်ပြည့်သွားရင်တော့ငချင်ကစားလို့ရပါပြီခင်ဗျာအရေးကြီးတာကဒီတိုင်းပဲမပြစ်ထားပါနဲ့မကြာခဏလေးကြည့်ကြည့်ပေးပါရေတွေကနောက်လာပြီးရေတွေကမတက်တော့ဘူးဆိုရင်အတစ်တပြန်လဲပြီးတော့ထပ်မှောက်ပေးပါခင်ဗျာ3ရက်ပြည့်သွားရင်တော့မိတ်ဆွေတို့စားချင်တဲ့ငချင်မှုန့်ပွေးလေးရပါပြီလုံးဝမပုတ်ပါဘူးเนาะကျွန်တော်ပြောတဲ့နီးတိုင်းတိတိကျကျလိုက်လုပ်မယ်ဆိုရင်တော့ငချင်ကိုစနစ်ကြတိတ်တက်သွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အခုကျွန်တော်ပြောပြတဲ့နီးကခက်သလားလွယ်သလားဆိုတာကိုကွန်မန့်မှာချက်လောက်မှတ်လာခဲ့ပေးပါနားမလဲတာမစင်တာရှိရင်လည်းကွန်မန့်မှာမေးလို့ရပါတယ်ကျွန်တော်စိတ်စီနဲ့အသေးစိတ်လေးရှင်းပြမှာဖြစ်ပါတယ်ကျောင်းမိတ်ဆွေတွေငှက်ချင်းလေးတိတ်တာအဆင်ပြေမပြေလေးကျွန်တော်ကိုကွန်မန့်မှာလည်းကျွန်တော်မှတ်ဖို့မမေ့ပါနဲ့ကျောင်းမိတ်ဆွေတွေကြမ်းမာနဲ့စားကျင်တော့အစားတောက်တွေဝဝလင်းလင်းစားကြနိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါရခင်ဗျာ